မယန်းကုန်းထဲမှာမိလာတာပေါ့နော်နေအိမ်မှာမိလာတဲ့အကောင်လေးဟိုဒါကျွန်တော်တို့ဟိုခိတ္တယာယီထိန်းသိမ်းရာကျွန်တော်မင်္ဂလာဝါလက်မှာရှိတဲ့စိတ်ဓာတ်ဒုက္ခတက်ဦးကျောင်းတိုက်အဖရာကျော်တက်ခန်းကျောင်းမှာဆရာတော်ကြီးဦးဝိလာသားရဲ့လမ်းညွှန်မှုနဲ့အတူခိတ္တခဏထိန်းသိမ်းလာပါတယ်ဟုတ်ဒါကျွန်တော်တို့ကတော့အခုအိမ်တွေပေါ့နော်ရန်ကုန်မြို့အတွင်းမှာရှိတဲ့နေအိမ်တွေမှာငွေတွေဝင်ရောက်လာလို့အကူအညီတောင်းတယ်ဆိုရင်ကျွန်တော်တို့ကချက်ချင်းတွားရောက်ခေါ်ယူပေးပါတယ်ခေါ်ယူပြီးသွားပြီဆိုလို့ရှိရင်တော့ဒါအစိမ့်မရှိတဲ့ဒီလိုစပယ်ကြီးစပယ်အုံးမွေတွေဆိုရင်တော့ဒါကျွန်တော်တို့ကဖမ်းမိခြင်းကိုချက်ချင်းဒီ channel ကိုလာပြပို့တာပေါ့နောက်ဒီထဲမှာဆိုလို့ရှိရင်လည်းအကောင့်ပေါက်ကလေးတွေပါတယ်အကောင့်ပေါက်ဆိုပေမဲ့သူကဒီ9လပိုင်းအကုန်6လပိုင်းဝင်းကျင်လောက်ဆိုလို့ရှိရင်အကောင့်သားပေါက်တာဖြစ်တဲ့အတွက်ကိုသူတို့တွေဆိုအခုဆိုရင်တော့ဒါနည်းနည်းအရွယ်ရောက်လာတဲ့အတိုင်းအတာလေးတွေမှာရှိပါတယ်ဟုတ်တယ်ဒါလေးဆိုလို့ရှိရင်ဒါသူတို့ဟိုရွာရက်ွက်တွေဝင်တဲ့အခါကျတော့ရက်ွက်တွေဝိုင်းရိုက်တဲ့အခါဒီမှာအနာလေးတွေဖြစ်ပါတယ်အဲ့ဒါလေးကိုဒါဒီရောက်တော့စိတ်ပြန်ကူရတယ်ရန်ကုန်မြို့တွင်းထဲမှာဘာကြောင့်ခဏခဏတွေ့ရလာလဲဆိုရင်တော့ဒါကျွန်တော်တို့လူနေထူထပ်လာတယ်လို့ပြောလို့ရတာပေါ့နော်လူနေထူထပ်လာတဲ့အတွက်သူတို့ရဲ့စကြက်မြေနေရာတွေကျင်းမြောင်းလာတဲ့အတွက်လူတွေအိမ်နေကြားတဲ့ကိုရောက်လာတယ်လို့ယူဆတယ်ပေါ့နော်လူနေအိမ်နေကြားတဲ့ကိုယူဆရောက်လာတယ်နောက်တစ်ချက်ကသူတို့တွေကဘယ်လိုပြောရမလဲမျိုးတစ်ခါပေါက်လို့ရှိရင်ဥတခါဥလို့ရှိရင်အကောင်6အလုံး60လောက်ဥတဲ့နေရာမှာ40 35 40အဲ့ဝင်းကျင်လောက်ကအကောင်တင်ကြတာကိုတင်ကြတဲ့အခါမှာသူတို့ကတစ်နှစ်သားလောက်ဆိုရင်တားပြန်ပြီးတော့ဆက်ကြတယ်ပေါ့နော်အဲ့လိုမျိုးဆက်တဲ့အခါမှာတစ်နှစ်သားလောက်ကနေပြီးတော့မှတစ်ခါ9လပိုင်း6လပိုင်းဆိုရင်အကောင်တွေပြန်ပေါက်တယ်ဒီလိုအခုဒီရာသီဆိုလို့ရှိရင်ဒါကျွန်တော်တို့အစာထွက်ရှာတာလည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကအပူအေးမမျှတဲ့အတွက်သူတို့အတွင်းထဲမှာနေလို့မရတော့လို့ထွက်လာတာလည်းဖြစ်နိုင်တယ်နောက်ဒီလိုအချိန်တွေမှာဒါကျွန်တော်တို့မေထုံရာသီလို့ပြောလို့ရတယ်ပေါ့နော်မွေတွေတော်တော်များများမိတ်လိုက်ကြတယ်အခုအချိန်မှာဆိုလို့ရှိရင်တော့မွေဝေးမွေဟောက်တွေလည်းအကောင်ပေါက်တာလေးတွေကိုတွေ့ရတယ်ကျွန်တော်တို့ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့နှစ်ပတ်လောက်မှာကျွန်တော်တို့ဒဂုံမျိုးသစ်အရှိပိုင်းအလကကျောင်းတစ်ကျောင်းမှာကျောင်းဆောင်အတွင်းထဲမှာဆလပြားအောက်ထဲမှာပေါ့နော်ဒီတဲတွေကြားတွေကနေပြီးတော့မှဒီဆလပြားအကွဲကျောင်းတွေကနေပြီးတော့မှဒါမွေဟောက်အကောင်ပေါက်ကလေးတွေ24ကောင်တွားရောက်ဖယ်ရှားပေးခဲ့ရတယ်ကလေးတွေအနေနဲ့ကင်းမို့ပေါ့နော်တွားဖယ်ရှားပြီးတော့မှလူသူဝေးရအရက်ဘေးကင်းရအရက်တွေမှာတွားရောက်လှုပ်ပေးရတာရှိပါတယ်ဟုတ်ဘယ်လိုတွေ့လဲဆိုတော့ကျောင်းကဆရာတအူးပေါ့နော်ဆရာတအူးကမွေတွေ့လို့ကျောင်းထဲမှာမွေတွေအများကြီးပဲမွေဟောက်တွေတွေ့နေလို့လာပြီးတော့ရှင်းပေးပါဆိုပြီးတော့ကျွန်တော်တို့ဒီရွှေမြတ်တာလူမှုကူညီအသင်းကိုဆက်သွယ်အကြောင်းကြားလာတဲ့အတွက်ကျွန်တော်တို့တွားရောက်ပြီးတော့မှရှင်းလင်းပေးတာပေါ့ဘယ်လိုသူတို့စတွေ့ခဲ့လဲလို့မေးကြည့်တဲ့အခါမှာတော့ဒါကလေးတွေစာသင်နေတဲ့ကျောင်းဆောင်အတွင်းထဲမှာဟိုပါပေါ့နော်မွေပေါက်ကလေးတစ်ကောင်စတွေ့တယ်ပေါ့နော်အဲစတွေ့တဲ့အခါမှာသူတို့ရှင်းလိုက်တယ်ပေါ့သူတို့ကသူတို့ရှင်းလိုက်တယ်အဲ့တစ်ကောင်ရှင်းပြီးတော့မှနောက်ထပ်အကောင်ပေါက်ကလေးများစွာတွေ့လာတဲ့အခါမှာကျောင်းသားတွေကိုကျောင်းဆောင်အတွင်းကနေပြီးတော့ဖယ်ထုတ်ပြီးတော့မှကျွန်တော်တို့ Brighter အသင်းအဖွဲ့တွေကိုအကူအညီတောင်းပြီးတော့မှရှင်းလင်းပေးခိုင်းခဲ့တာပေါ့နော်ကျွန်တော်တို့တွားရောက်ရှင်းလင်းပေးခဲ့ပါတယ်ဟုတ်ကျွန်တော်တို့စပြီးတော့တွားတဲ့အခါကျတော့အဲ့ဆလပြားတွေကိုဒီအကြောင်းထားနေတဲ့ဆလပြားနယံဘေးကက်ရက်ကဆလပြားတွေကိုကျွန်တော်တို့ခွဲထုတ်လိုက်တယ်ခွဲထုတ်လိုက်တဲ့အခါမှာတကောင်ချင်းစီထွက်လာတာလည်းရှိတယ်အစုလိုက်အပြုံလိုက်ထွက်လာတာလည်းရှိတယ်အဲ့ဒီလိုနေရာရှင်းရနေပြီးတော့နောက်တော့တနေရာဒီဆလပြားအောက်ရဲ့တနေရာမှာဒါကျွန်တော်တို့ဥ24လုံးဟိုတွေ့ခဲ့ရတယ်ပေါ့မွေအကောင်ဥပေါင်း24လုံးအခွန်တွေကြီးပဲတွေ့ခဲ့ရတယ်အဲ့လိုကနေပြီးတော့မှဒါကျွန်တော်တို့ဆက်ရှာတဲ့အခါမှာတော့ဒါ
မိခင်မွေမာကြီးကိုတော့ကျွန်တော်တို့မတွေ့ခဲ့ဘူးပေါ့နော်ဆိုတဲ့အခါကျတော့အန်ဒီရဲ့များတဲ့အတွက်ဒီကျောင်းရဲ့ဘေးပတ်ဝန်းကျင်မှာလည်းခြုံတဲ့ပိတ်ကောင်းတွေများတဲ့အတွက်ဒါကျောင်းကျိုးတော်တော့အကျိုးတော်ဆောင်အဖွဲ့နဲ့ကျောင်းကအဖွဲတွေကတော့ဒါရှင်းလင်းမယ်လို့တော့ပြောကြတယ်ပေါ့နော်ဒါကလေးတွေအန်ဒီရဲ့ကင်းဖို့အတွက်သူတို့စီမံဆောင်ရွက်ပါမယ်ပေါ့ဒီလိုမျိုးအကောင်အသေးလေးတွေကိုကြတော့ကျွန်တော်တို့ကနေအိမ်တွေမှာမွေတွေတွေ့လို့ကျွန်တော်တို့ခေါ်ရဲဆိုရင်တော့ဒါလောလောဆယ်ကျွန်တော်တို့ Pride အသင်းအဖွဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ EMS network operation တွေကိုလည်းဒါတာဝန်ရှိတဲ့ညီကိုတွေကိုလည်းအကြောင်းကြားပေးတယ်နောက်ပြီးတော့ကျွန်တော်တို့အသင်းရဲ့ကျွန်တော်တို့ဒီတာဝန်ရှိသူတွေပေါ့နော်ဒါအစင်းစင်းကျွန်တော်တို့ချိတ်ဆက်တယ်ပြီးတော့မှဒါကျွန်တော်တို့ကလည်းကျွန်တော်သွားပြီးတော့ဖမ်းပြီးသွားလို့ရှိရင်တော့ဒါအစိပ်ပြင်းမွေတွေဖြစ်လာတဲ့အခါကြလို့ရှိရင်ဒါကျွန်တော်တို့ BBI ဆေးဝါးဆက်ရုံကိုလည်းကျွန်တော်တို့ပေါ်ပြီးမှရှိတဲ့ BBI ဆေးဝါးဆက်ရုံကိုသွားပို့တာရှိတယ်။နောက်ပြီးတော့ရန်ကုန်တလိပ်ဆန်ဥယျာဉ်ကကျွန်တော်တို့ဆရာဦးစိန်တရားနေပြီးတော့မှတဆင်ဆက်သွယ်ပြီးတော့မှရန်ကုန်တလိပ်ဆန်ဥယျာဉ်မှာလည်းခိတ္တထိန်းသိမ်းထားတာရှိတယ်။အစိမ့်မရှိတဲ့မွေတွေဥပမာငန်းဆောင်မွေပေါ့နော်ငန်းဆောင်မွေလို့လင်းမွေတို့လိုမျိုးဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့တင့်တော်တဲ့အရက်ကိုပြန်လွှတ်ပေးတယ်ပြီးသွားလို့ရှိရင်ဒီလိုစပက်ကြီးစပက်အုံးမွေကြတော့ဒါပြောရမယ်ဆိုရင်ရတနာတစ်ပါးပဲဗျကျွန်တော်တို့စီမှာတဘာဝမျိုးရင်းဖြစ်တဲ့အတွက်မြမမျိုးရင်းဖြစ်တဲ့အတွက်တဘာဝထဲမှာကျင်လေကြက်စားမှသူတို့တွေဒီရှင်းတန်ပေါက်ဖွားကြတဲ့တလိမ့်ဆန်တွေဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ခိတ္တခဏတကောင်ချင်းစီပြန်လှုပ်ဖို့ကြတော့ကျွန်တော်တို့မှာတွားရေးလာရေးဇေယျစကားတွေကအရန်များတဲ့အတွက်ကျွန်တော်တို့ကဒီဆရာတော်ကြီးကိုရှောက်ထားပြီးတော့မှဆရာတော်ကြီးရဲ့ခွင့်ပြုချက်နဲ့အညီဒီမှာခိတ္တခဏလေးထိန်းသိမ်းနေကျွန်တော်တို့ဒါအကောင်ကြီး30ပတ်ချလဲရောက်ပြီဟေ့ဆိုလို့ရှိရင်သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတင်ပြပြီးတော့မှဆရာတော်ရဲ့ခွင့်ပြုချက်နဲ့အညီကျွန်တော်တို့တဘာဝတောတဲ့ကိုသွားရောက်ပြန်လှုပ်ပေးပါတယ်